ငါထိတ်စီကဘယ်လိုရလဲဆိုတော့ထပ်ပြအောင်မယ်သုံးလုံးပေါင်း1 6 3 5သုံးလုံးပေါင်း1 1 2ခတ်8 4 4ခွန်3 6သုံးလုံးပေါင်းရင်3 2ခတ်5ခွန်ထဲတယ်နော်3 4ခွန်သုံးလုံးပေါင်း1 1 2ခတ်8 5ထဲတယ်အားလို့ရမပြီးသေးဘူးဒီသုံးလုံးပေါင်းငါပါဝတီဒီသုံးလုံးပေါင်း3ညနော်ဒီသုံးလုံးပေါင်း3ညခွန်6ခွန်ဆို3ညပါဝတီ5